ซุ่มด้านสินค้าวันในวันที่14เดือนธันวาคมปี2026ในคณะห้องค้ามาสืบถ่อมกันด้วยปืนฐานส่วนในส่วนเป็นก้น38คออันคาในลุงกว่าเมื่อวานนั้นไปด้านเยาว์นะคะเมื่อวานได้ถึงกว่าคอทน14ก็ไม่เอาค้ามาแต่ถ่อมที่15ภายดีเงาจึงลอยเต้นเลี้ยงดีลูกดีสื่อเปชสื่อใต้ร้อนเลี้ยวเห็นก็ปืนเผาออกมาในคณะมันไปมีไผ่ใต้มันย้อนเป็นอะไรเฮาค้ามาถอดด้วยไผ่มันอ่อนตั้งในคณะอันนี้ก็อย่าไปปองใจพิษค่ะนะยังอันนี้แต่ก็เฮ็ดเธอเดี๋ยวเลยว่าเจ้าคือกูเจ้าคืออันอยู่เฮาเนี่ยอันอยู่ในเมืองใต้เฮาพบกันนั่นให้พวกเลยหู้ป่องแจงเลี้ยงดีในในปืนเผาออกมาไผ่มานอนตั้งในขนมในก็เฮาคาถึงมาดีตอนไผ่ตอนเต็บตะตรานั่นขนาดนะเตียสีเชนเปียตันนะคะนะพอทน15ค่ะเนาะกาจีจมูกဖြစ်ပွားစဉ်ကာလနဲ့အတီဖြစ်တော့ဥပဒေအတိုင်းလားစစ်ဆေးစီရင်ရမည်ခခွေးလူကုံတိတ်ခါညိုးနွမ်းသေးတိမ်စီတော့ပြစ်တံများမချမတ်ရကငယ်တရသေးလွတ်ချင်းခံရပြီးသူမြည်သူတူတယောက်များအဆိုပါပြစ်မှုအတွက်ထက်မှန်စစ်ဆေးစီရင်ခြင်းမပြုရကကြီးညီသူမဆိုပြစ်မှုတစ်ခုအတွက်တစ်ချိန်ထက်ပို၍ပြစ်တံချမှတ်ခြင်းမခံရစေရငါဥပဒေချိုးမောက်မှုမမြောက်သောလောက်ရက်အတွက်မိတုကိုမြပြစ်တံချမှတ်ခြင်းမပြုရကံနဲ့မတန်ဖိုင်ပိုင်းမှမီနေခနာစီးပွားရေးလူမှုရေးနဲ့ယဉ်ကျေးမှုဆိုင်ရာခွင့်ရေးများဆက်ချဥစ္စာပစ္စည်းပိုင်ဆိုင်ခွင့်ကကြီးပြည်နယ်သားတိုင်းတွေတရားဝင်ရှာဖွေရရှိထားသောပစ္စည်းဥစ္စာများကိုဥပဒေပြဋ္ဌာန်းထားသည့်အတိုင်းပိုင်ဆိုင်ခွင့်လွဲပြောင်းခွင့်ထုခွဲရောင်းချပိုင်ခွင့်အမွေဆက်ခံပိုင်ခွင့်ရှိသည့်ခခွေပြည်နယ်သားတိုင်းပစ္စည်းဥစ္စာပိုင်ခွင့်ကိုအများပြည်သူအကျိုးအလို့ငါတာဥပဒေဖြင့်ရုပ်သိမ်းခြင်းကန့်ကွက်ခြင်းပြုလုပ်နိုင်စေရမည်ရုပ်သိမ်းခံရသူ၏အကျိုးနှင့်အများပြည်သူ၏အကျိုးကိုတရားမျှတစွာချိန်ဆ၍လုံလောက်သောရော်ကြေးပေးပြီးမှသာသိမ်းယူခွင့်ရှိသည်ကံငယ်1948ခုနှစ်မတိုင်မီတည်းကတည်ရှိခဲ့သောမြေယာနှင့်ဥစ္စာပစ္စည်းပိုင်ဆိုင်ခွင့်ဆိုင်ရာတလေထုံးတန်းဥပဒေများကိုအလေးထားကိုย้อนนำค่ะอเลทากูกายะอีมาแทงขอทน17อလောက်လောက်ပိုင်ခွင့်ကကြီးရှမ်းပြည်နယ်သားတိုင်းမွေးရာစာတိနိုင်ငံရေးအယူဆဘာသာရေးအသားအယောင်လူတန်းစားဂျာမဖြစ်တည်မှုလူမျိုးတက်အရွယ်အခြားကုန်ကြွများရခွဲခြားခံရခြင်းမရှိစေဘဲအလုတ်ရွေးချယ်ပိုင်ခွင့်နဲ့အလုတ်လောက်ပိုင်ခွင့်ရှိတည်ခခွေအလုတ်ခန့်ထားရာတွင်တေတခံများကိုဦးစားပေးရွေးချယ်ရမည်နံပါတ်7အသက်မွေးဝမ်းကြောင်းပြုခွင့်ပြည်နယ်သားတိုင်းမိမိဘဝအသက်မွေးဝမ်းကြောင်းအတွက်ဥပဒေပေါင်းအတွင်းမှလွတ်လပ်စွာစီးပွားရှာဖွေခွင့်စီးပွားရေးဆိုင်ရာအဖွဲ့အစည်းများကိုလွတ်လပ်စွာတည်ထောင်ပိုင်ခွင့်ရှိသည်19တီထွင်ဖန်တီးခွင့်နဲ့မူပိုင်ခွင့်ပြည်နယ်သားတိုင်းလွတ်လပ်စွာတီထွင်ဖန်တီးခွင့်နဲ့မူပိုင်ခွင့်ရှိသည်နံပါတ်20မိယောဖလာအမွေနဲ့ပိုင်ဆိုင်ခွင့်မိယောဖလာအမွေနဲ့များယဉ်ကျေးမှုအမွေနဲ့များနဲ့တလိထုံးတန်းစင်လာရပြီးတန့်ပိုင်ဆိုင်လာခဲ့သောအမွေနဲ့များဤပညာများကိုသက်ဆိုင်ရာလူမှုတိုင်းဝိုင်းမှအစဉ်အဆက်ထိမ့်သိမ်းပိုင်ခွင့်အသုံးပြုခွင့်စီမံခန့်ခွဲပိုင်ခွင့်နဲ့လက်ဆင့်ကမ်းပိုင်ခွင့်ရှိသည်เจอในถ่อมในลีคานาเข้มหนาค่ะนะมันเป็นสูตรไรสูตรเป็นพื้นฐานเท่าค่ะนัสเตပညာသင်ကြားပိုင်ခွင့်ပြည်နယ်သားတိုင်းဒီကကြီးလွတ်လပ်စွာပညာလေ့လာသင်ကြားပိုင်ခွင့်ရှိသည်ခခွေအခြေခံပညာကိုမတင်မနေရအခမဲ့သင်ကြားခွင့်ရှိသည်ကငယ်မိမိနဲ့တက်ရဘာသာရက်အသက်မွေးဝမ်းကြောင်းပညာနဲ့အစစ်မြင့်ပညာများကိုလွတ်လပ်စွာရွေးချယ်ပိုင်ခွင့်ရှိစေရမည်22ပညာသင်ကြားများထူထောင်ခွင့်ပုဂ္ဂလိကပိုင်ကျောင်းများကောလိပ်များတက္ကသိုလ်များသိပ္ပံနဲ့အသက်ပညာဆိုင်ရာအဆင့်မြင့်ကျောင်းများကိုဥပဒေပြဋ္ဌာန်းထားသည့်အတိုင်းတည်ထောင်ပိုင်ခွင့်ရှိသည်23ကျမ်းမာရေးဆိုင်ရာအခွင့်အရေးများကကြီးပြည်နယ်သားတိုင်းဒီအခြေခံကျမ်းမာရေးဝန်ဆောင်မှုကိုရယူခွင့်ရှိသည်ခခွေကျမ်းမာရေးအာမခံထိခိုက်တန်ရာရမှုအာမခံအသက်အာမခံပြည့်စုံလုံလောက်မှုရှိသောလူမှုဖူလုံရေးအစီအစဉ်ကိုပြည်내အစိုးရကတာဝန်ယူဖြည့်ဆည်းပေးရမည်ကငယ်အမျိုးသမီးတိုင်းဒီမိမိကြားမှာရေးကိုထိခိုက်နိုင်သည့်တော့မဟုတ်ထိခိုက်နိုင်သည်ဟုယုံကြည်လောက်သောအကြောင်းရှိလေမျိုးပွားခြင်းဆိုင်ရာကိစ္စများ၌အတိကဆုံးဖြတ်ပြီးဖြစ်ရမည်အနေနဲ့ခါလိုက်ကြစီပွင့်นะคะนะเจอมันเป็นมาแต่ขอทนเศร้าสีค่ะ
ယင်ကျေးမှုဆိုင်ရာအခွင့်အရေးများပြည်내သားတိုင်းဒီအခြားလူပုဂ္ဂိုလ်အစုဖွဲ့တို့၏အခွင့်အရေးကိုမထိခိုက်စေဘဲမိမိတို့လူမျိုး၏ယင်ကျေးမှုတလေထုံးစံအစဉ်အလာများကိုတိုးတက်ပြန့်ပွားအောင်လွတ်လပ်စွာဆောင်ရွက်ပိုင်ခွင့်ရှိသည်နိုင်ကိုလိုက်ကြလား25ဘာသာစကားနဲ့စာပေပြည်내သားတိုင်းဒီမိမိလူမျိုး၏ဘာသာစကားနဲ့စာပေတို့ကိုလွတ်လပ်စွာတင်ကြားပိုင်ခွင့်ရှိစေရမည်တိုးတက်ပြန့်ပွားအောင်ဆောင်ရွက်ပိုင်ခွင့်ရှိရမည်လူတိုင်းဒီမိမိနေထိုင်ရာအရက်ဒေသရှိဘာသာစကားကိုလေ့လာတင်ကြား၍လုပ်ငန်းဆောင်ရွက်ရတဲ့အသုံးပြုရန်တာဝန်ရှိသည်26ကလေးတငယ်အခွင့်အရေးများကကြီးကလေးတငယ်တိုင်းဒီအရွယ်မရောက်သေးပါကကာကွယ်စောင့်ရှောက်မှုဖေးမကူညီမှုကိုရယူရရှိခံစားပိုင်ခွင့်ရှိသည်ခခွေကလေးများနဲ့ပတ်သက်၍ဆောင်ရွက်ချက်မှန်သမျှတွေအကျိုးသက်ရောက်မှုတိုင်းကိုအခြေခံစဉ်းစားရမည်ဖြစ်သည်ကလေးငယ်များကြီးတူတိုနှင့်ပတ်သက်သောအရေးအရာများအတွက်ဆုံးဖြတ်ချက်ချမှတ်ရတွင်ပါဝင်ခွင့်ရှိသည်ကငယ်ကလေးတငယ်တိုင်းအမီနှင့်ကိုယ်ပိုင်ဝိတေတရပိုင်ခွင့်ရှိသည်မွေးဖွားခြင်းကိုအခမဲ့မှတ်ပုံတင်ခွင့်ရှိသည်ကကြီးကလေးများအားမိဘသို့မဟုတ်အုပ်ထိန်တူ၏စံတတ်မပါဘဲ၎င်းတို့၏မိသားစုထံမှကွဲကွာအောင်မပြုလုပ်ရမိဘအုပ်ထိန်တူတို့တာဝန်ဝတ္တရားပြက်ကွက်လင်သော၎င်းတနည်းနည်းဖြင့်ကလေးများခိုကိုးရမယ့်ဘဝတို့ရောက်ရှိမည့်အခြေအနေမျိုးတွင်၎င်းမိသားစုနှင့်ကွဲကွာစေခြင်းကိုဥပဒေတွင်ပြဋ္ဌာန်းထားသည့်အတိုင်းဆောင်ရွက်ရမည်ငါကလေးများကိုစီးပွားရေးလူမှုရေးနဲ့လိမ်မှုဆိုင်ရာအမျက်ထုတ်ခြင်းမှကာကွယ်စောင့်ရှောက်မှုပြုရမည်၎င်းတို့၏ကြားမာရေးကိုချို့ယွင်းစေသောအတက်ကိုအန်ဒီရပြု၍ခန္ဓာကိုယ်ကြီးထွားမှုနှင့်ကိုကျင့်တရားဖွံ့ဖြိုးမှုကိုထိခိုက်စေသောအလုတ်အကင်လောက်ကင်စေခြင်းမှကာကွယ်စောင့်ရှောက်ရမည်ကလေးများအတွက်မတင်မနေရပညာရေးကိုအနောက်ရှက်မဖြစ်စေရစလုံးကလေးများအလုံးလုံးကင်နေသည့်အနှိမ့်ဆုံးအသက်အရွယ်ကိုတိကျကျဥပဒေပြဋ္ဌာန်းပေးရမည်subject 29အလုတ်တမအခွင့်အရေးများကကြီးအလုံးလုံးတူတိုင်းလူကုန်တိတ်ခါနဲ့အညီအသက်ရှင်ရက်တည်နိုင်ရေးအတွက်တင်းလျောက်ပတ်သောလုပ်ငန်းခွင်လုပ်ငန်းခွင်အခြေအနေများဖန်တီးရေးလူမှုဖူလုံရေးတင့်မြတ်သောအလုပ်ချိန်တတ်မှတ်ရေးပုံမှန်ခွင့်ရရရှိစေရေးတို့ကိုတိကျကျဥပဒေပြဋ္ဌာန်းပေးရမည်ခခွေအလုတ်တမတမက်ကများလွတ်လပ်စွာဖွဲ့စည်းခွင့်နဲ့စည်းရုံးခွင့်ရှိသည်ကငယ်အလုတ်ရှင်နဲ့အလုတ်သမားများအကြားပြဿနာဖြေရှင်းရေးကိုအလုတ်သမားတမက်ကများအလုတ်သမားတရားရုံးများမှတစ်ဆင့်ဆောင်ရွက်ခွင့်ရှိသည်28လယ်သမားအခွင့်အရေးများကကြီးတီးနှံများကိုလွတ်လပ်စွာစိုက်ပျိုးခွင့်ရောင်းချခွင့်နဲ့ထုတ်လုပ်ခွင့်ခခွေလယ်သမားတမက်ကများလွတ်လပ်စွာဖွဲ့စည်းခွင့်29တသိန်းအချက်လက်များရယူခွင့်ကကြီးပြည်내သားတိုင်းကိုတိုင်ရွေးချယ်ဆုံးဖြတ်နိုင်ရေးအတွက်တည်အချက်အလက်များကိုရယူပိုင်ခွင့်ရှိသည်ခခွေအစိုးရနဲ့လွတ်တော်တို့မှပုံမှန်ဆောင်ရွက်ချက်များပြဋ္ဌာန်းချက်များကိုပြည်သူများသိရှိနိုင်ရန်အတွက်ဖော်ပြနိုင်သည့်အတိုင်းအတာလျောက်ထုတ်ပြန်ပေးရမည်30လူမှုဝန်ဆောင်မှုများရယူခွင့်ပြည်내သားတိုင်းသည်အစစ်စစ်သောလူမှုရေးဌာနများ၏ဝန်ဆောင်မှုကိုရယူခွင့်ရှိသည့်31မတန်ဆွမ်းသူများအခွင့်အရေးကကြီးမတန်ဆွမ်းသူများသည်ကြီးညမလုံလောက်တော့အကူအညီကိုရယူခွင့်ရှိသည်ခခွေမတန်ဆွမ်းသူတို့၏ခွဲခြားဆက်ဆံခြင်းမခံရစေရ၎င်းတို့ဘဝကိုတက်ရောက်မှုရှိနိုင်သည့်ဆုံးဖြတ်ချက်များချမှတ်ရာတွင်ပါဝင်ခွင့်နှင့်မိမိဘဝကိုထိန်းချုပ်နိုင်ခွင့်ရှိသည်32တက်ကြီးရွယ်အိုများအခွင့်အရေးတက်ကြီးရွယ်အိုများအနေဖြင့်ပြည်내မှပေးအပ်သောလူမှုရေးကူညီထောက်ပံ့မှုများကိုရယူပိုင်ခွင့်ရှိသည်33တဘာဝပတ်ဝန်းကျင်ဆိုင်ရာအခွင့်အရေးများကကြီးပြည်내သားတိုင်းသည်တဘာဝပတ်ဝန်းကျင်ထိခိုက်ပျက်စီးမှုကြောင့်တွေ့ကြုံခံစားစေရမည့်တက်ရောက်မှုများမှကင်းလွတ်ခွင့်ရရှိရမည့်အပြင်ကျန်းမာရေးနှင့်ညီညွတ်ပြီးတဘာဝတရားနှင့်တဟဇာတဖြစ်သည့်ပတ်ဝန်းကျင်ကိုရရှိရန်အခွင့်အရေးရှိသည်ခခွေဌာနေနဲ့လူနည်းစုများ၏တဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဆောင်ရှောက်မှုကိုအတိအမှတ်ပြုရမည့်အပြင်၎င်းတို့အခြေချနေထိုင်ရာဒေသအတွင်းတဘာဝပတ်ဝန်းကျင်ထိခိုက်မှုကိုဖြစ်စေနိုင်သည့်တဘာဝတရားဇာတများအလွန်ကျွံထုတ်ယူတုံးဆွဲမှုပေါ်ကန့်သက်ထိန်းချုပ်ရမည်34ပြည်내လူခွင့်ရေးကော်မရှင်၏ကာကွယ်စောင့်ရှောက်မှုလူခွင့်ရေးချိုးဖောက်ခံရသူရည်သူမဆိုပြည်내လူခွင့်ရေးကော်မရှင်၏ကာကွယ်စောင့်ရှောက်မှုကိုရယူခွင့်ရှိသည်
ရောက်แล้วค่ะเอาค่ะย้อนลือว่าดินได้แฮมันเดี๋ยวกึดเลยแทง4-5ขอนะคะนะ2ก้อยมา6ทับกันแทงค่ะมาส่งค่ะ